တိုက်ဆက်နဂဇက်ကြီးမားတဲ့သူတွေသည်အတန်ရှင်းအလှအပလွန်စွာနှစ်သက်တယ်။ရေကိုကြောက်ကြတယ်မကောင်းမှုအလုပ်ဆိုရင်လောက်ကင်၍မရအောင်။မျက်နာပေါ်မှာသူမတူတဲ့မန်တစ်ခုရှိတယ်။တတ္တိရှိသူလည်းဖြစ်တယ်။ရှမ်းအိုးစီတန်ဆိုင်းတန်ဘုံတန်ကြရင်ဝမ်းနေတယ်လို့ငိုချင်တယ်လို့စိတ်ခံစားချက်ကလေးတွေဖြစ်တတ်တယ်။အစွဲလန်းကြီးတတ်တယ်အမျက်ဒေါသကြီးတတ်တယ်။လူတဦးကမိမိကိုဒေါသထွက်အောင်လာလုပ်ရင်လေအဲ့ဒီလှုပ်တဲ့သူမှာအကျိုးအပြစ်သွားပြီးတော့ခံစားရတယ်ဒုက္ခတစ်ခုခုကြုံရတတ်တယ်အပြိုင်အဆိုင်ကိုနှစ်သက်တယ်တနာကယုနာကြီးမာတတ်တယ်မုန်းပြီဆိုရင်တော့ဒီလူကိုလုံးဝပြန်လှည့်မကြည့်တတ်တော့ဘလောက်ပဲတောင်းမှန်လာပါစေခြေစလုံးဖတ်ပြီးတောင်းမှန်လာပါစေပြန်ပြီးတော့ခွင့်လွှတ်ပေးရထုံးစံမရှိဘူးဘဝဟောင်းမှာလင်းရီးစားချစ်သူရီးစားတွေကြံခဲ့အိမ်တောင်ပြူခြင်းချစ်သူရီးစားထားခြင်းတွေကြောင့်အစင်မပြေဖြစ်တတ်တယ်ရီးစားထားနေတဲ့အချိန်မှာအစင်ပြေနေပေမဲ့အိမ်တောင်ရေးအတွက်တိုင်ပင်လိုက်ရင်ရေးရေးရရမဟုတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့ကတိကအောက်ဖြစ်တတ်တယ်အိမ်တောင်စောစည်းစွာပြုမိလိုက်ရင်လေရေရှည်မတည်တဲ့မခိုင်မြဲပဲပြဿနာထွေထွေထူးထူးရေးရေးရရရှာစရာမရှိပဲအိမ်တောင်ရေးကွယ်တတ်တယ်တယောက်တည်းနေလျင်အရာအလုံးအဆင်ပြေပြီးချစ်သူရေးစားထားလိုက်ရင်အဆင်မပြေမှုတွေများစွာကြုံတွေ့ရတတ်တယ်။မနာလိုအတိုက်ခံများသူဖြစ်တယ်။အရာရာကိုကြိုတင်သိမြင်နိုင်စွမ်းရှိတယ်။ခြေလေးချောင်းသာစားရင်ပြဿနာတစ်ခုမဟုတ်တစ်ခုပေါ်ပေါက်လာတတ်တယ်။တိုက်ဆက်ရှိနေသူသည်ရုပ်ရည်မချောရင်တောင်မှပဲလူပုံအလယ်မှာတင့်တယ်နိုင်ပြီးတော့ထင်းထွက်နေစေတဲ့အရှိန်အဝါရှိတယ်။မိမိပြုလုပ်သောကုသိုလ်ကြီးမှလည်းထူးခြားတဲ့လက္ခဏာတွေအမြဲကြုံတွေ့ရမယ်။တချို့ဆိုရင်ဘာသာရေးပြုလုပ်တဲ့အချိန်ဖျားဝဲတက်တဲ့အချိန်ပရိတ်ပထမ်းရွတ်တဲ့အချိန်မျိုးတွေဆိုရင်ဝင်စည်းတာဝင်ကတ်တာဝင်ပူးတာမျိုးတွေဖြစ်တတ်တယ်။တချို့မိန်းကလေးတွေဆိုရင်ရိုးရိုးတန်တန်နေထိုင်နေရင်အကောင်ဖျားရှိခိုးနေတဲ့အချိန်မှာဆိုတပားသူရဲ့အတန်ပြောင်းသွားတာယောက်ျားတန်ကြီးဖြစ်သွားတာကိုယ့်ရဲ့ငကိုမူလအတန်ပြောက်တာဒါမျိုးတွေတချို့ဆိုတော်တော်များများကြုံတွေ့တတ်ကြတယ်။ဒါတွေဒီတိုက်ကပုံကိုယ်ဒီဝင်ရောက်ရွတ်ဆိုခြင်းဝင်ရောက်တာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ငါးပါးသီလကိုအတက်နိုင်ဆုံးထိမ်းမာမုတာဝါဒနဲ့ကာမေတုကံကိုတတ်နိုင်သမျှထိမ်းမာတချို့ကကြတိုက်ဆက်ဖြစ်တာအလောက်ရုပ်တယ်တိုက်ဆက်ဆိုတာကြောက်စရာလို့ထင်ကြတယ်။ကြောက်စရာလည်းမလိုဘူးအလောက်လည်းမရှုပ်ပါဘူး။ဘာသာရေးပို့လို့ခိုင်းတာပဲရှိပါတယ်။တိုက်ကလာတဲ့သူတွေဟာအမြဲတမ်းထူးဆန်းတဲ့အိမ်မက်တွေမက်လေးရှိတယ်။မွေတွေအိမ်မက်တာရွေတွေထဲမှာစော်ကစားနေတာမျိုးတွေအိမ်မက်တာနဂါးတွေနဲ့ပတ်သက်ပြီးစော်ကစားပျော်မျိုးနေတဲ့ပုံစံမျိုးလေးတွေအိမ်မက်တာနန်းဝဲနန်းစားပုံစံတွေ sheep လူတွေပုံစံမျိုးတွေကိုအိမ်မက်ထဲမှာမြင်မှတ်တာဒါလေးတွေကတော့တိုက်ဆက်တီထူးထူးခြားခြားမှတ်တတ်တဲ့အိမ်မက်မျိုးလေးတွေဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်မှာဖြစ်ပေါ်လာတာဒီသူတို့ရဲ့ဆန္ဒဖြစ်ပါတယ်အဲ့တော့ကိုကဖះတစ်ခုကိုသွားခြင်းတဲ့စိတ်ပေါ်လာရင်ထားသွားလိုက်ပါတိုက်ပွဲလှူခြင်းတဲ့စိတ်ပေါ်လာရင်လှူလိုက်ပါနဂစာလှူခြင်းတဲ့စိတ်ပေါ်လာရင်လှူလိုက်ပါဘာမှတွေးမနေနဲ့ကိုလှူခြင်းတယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင်ဒီအလှူကိုမရမကလှူလိုက်ပါပြီးတော့ခရီးတစ်ခုစီစဉ်ထားလို့ကိုယ်စိတ်ကသွားခြင်းစိတ်မရှိတော့ဘူးဆိုရင်မသွားပါနဲ့ဒါကပုဂ္ဂိုလ်တွေရဲ့တလှည့်ပြောင်းပေါ့နော်စိတ်ကိုလှည့်ပြီးတော့အတိပေးခြင်းဖြစ်ပါတယ်ဒီခရီးမှာအနေရကြားရောက်မယ်ဆိုရင်အကြောင်းအရာကိုကြိုတင်အတိပေးခြင်းဖြစ်ပါတယ်တနေရာသွားလို့စိတ်ကတိကောက်ဖြစ်နေတယ်စိတ်ခုနေတယ်ဆိုရင်ဒီနေရာကိုမသွားပါနဲ့တော့လူပြည်လူရွာမှာတတန်းစီနေထိုင်နိုင်မှုအတွက်အသက်တောင်းပါဘယ်တော့အခါမှတိုက်ကျိုးမဖြစ်ပါနဲ့စင်းရဲ၍အနာရောဂါထူပြောတတ်ပါတယ်တိုက်ကျိုးဆိုတာမမြင်အပ်တဲ့နံလောကနဲ့လူပုံလောကကိုဆက်သွယ်ထားတဲ့မော်ကျိုးတစ်ချောင်းမှာကိုအန်ရဲ့တစ်စုံတစ်ခုကြုံလာခဲ့တဲ့အချိန်အသက်အန်ရဲ့ဒေါ်လာကောင်းပေါ့နော်အန်ရဲ့ကြီးကြီးမားမားတစ်ခုကြုံလာခဲ့တဲ့အချိန်ဆိုရင်တိုက်ဘက်ကအရန်တဲ့အစင်သိမ့်ကုညီနိုင်အောင်ချိတ်သွဲဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်းဖြစ်ပါတယ်တချို့ကကြောက်လို့ဖြစ်တယ်တချို့ကမသိလို့ဖြစ်တယ်တချို့ကကြတော့ဆရာကပြောလို့ဖြစ်တယ်အဲ့လိုဖြတ်ပြီးလို့ကိုယ့်ရဲ့ကံစမာအလှည့်ပြောင်းအရာကိုယ့်ရဲ့ကံကုံသွားခဲ့ရင်တိုက်ဘဝကိုပြန်ဝင်လို့မရနိုင်တော့ဘဲနဲ့ဈာကာလမှာဆင်းရဲဒုက္ခများရတတ်ပါတယ်တန်တရားတစ်ခုဘုံဘဝတစ်ခုမှာဒုက္ခကြီးစွာခံစားရတတ်ပါတယ်ဒီနေ့ဆရာပြောပြပေးတဲ့အကြောင်းအရာလေးတွေကတော့
တိုက်ဆက်ကြီးမားသူတွေငကယ်ဆက်ကြီးမားသူတွေနဲ့ပတ်သက်တဲ့အလေးအကျင့်အမှုအထားလေးတွေဖြစ်ပါတယ်အဲ့တော့နောက်ဆုံးမှဆရာသတိပေးသွားတဲ့တိုက်ကျိုးဖြတ်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုလုံးဝမလုပ်ပါနဲ့လို့ဒီနေရာကနေမေတ္တာရက်ခံပါတယ်ကံကြမ္မာတန်တရားကိုယုံကြည်တဲ့သူဆိုရင်မလုပ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့တော့တိုက်ဆက်စစ်ဆေးခြင်းတဲ့သူပဲဖြစ်ဖြစ်ဘေးတင်မေးခြင်းတဲ့သူပဲဖြစ်ဖြစ်ပြောကအတိုက်ခိုက်စစ်ဆေးခြင်းတဲ့သူပဲဖြစ်ဖြစ်ဆရာရဲ့ Messenger Telegram Viber အဆင်ပြေရမလာရောက်စစ်ဆေးမေးမြန်းနိုင်ပါတယ်ကျွန်တော်ကတော့တိုက်ဆက်အချိုးတော်ဆောင်စင်ကားစစ်ဆရာလေးအောင်မြတ်သူပဲဖြစ်ပါတယ်နေ့စဉ်တိုက်တင်နဲ့ပတ်သက်တဲ့ဘုဒ္ဓအကြောင်းအရာလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ကိုသိချင်တဲ့အကြောင်းအရာလေးများရှိခဲ့ရင်ဆရာရဲ့ comment အောက်မှာ comment လေးရေးပေးထားလို့ရပါတယ်ဆရာအားတဲ့အချိန်လေးနဲ့တိုးရဲဆိုရင်ဆရာ comment လေးကိုပြန်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်